ခိုင်လူအမကိုဘယ်လိုခေါ်လဲတဲ့ဒါကဒီတိုင်းကိုယ့်ထက်ကြီးတဲ့လူကိုယ့်ထက်ကြီးတဲ့အမကိုဘယ်လိုခေါ်လဲကိုယ့်ထက်ကြီးတဲ့သူတယောက်ကိုအမကိုဘယ်လိုခေါ်လဲလို့ပြောချင်တာထင်ပါတယ်ဒီတိုင်းပဲကျွန်တော်တို့ဒီကိုအမအရင်မဟုတ်ပေါ့နော်ကိုယ့်ထက်ကြီးတဲ့လူကိုခေါ်တယ်ဆိုရင်အေးမလို့ခေါ်ပါတယ်အခုခေတ်မှာပို့ပြီးတော့အဲ့အေးမဆိုတဲ့စကားလုံးပို့ပြီးတော့တွင်ကျလာတယ်ပေါ့နော်ပြီးတော့မနောက်မှာနာမည်တက်ပြီးတော့ဥမာမဝင်းဝင်းဆိုရင်မဝန်းဝန်းအဲ့လိုခေါ်ပါတယ်မဝန်းဝန်းပြီးတော့မိန်းကလေးအချင်းချင်းဆိုရင်မမလို့လည်းခေါ်ပါတယ်ဒါကိုအမမမဟုတ်ဘူးကိုယ့်ရဲ့ကြီးတဲ့လူကိုမမလို့ခေါ်ကြပါတယ်တချို့ယောက်ျားလေးတွေကလည်းမမလို့ခေါ်တာရှိပါတယ်ပြီးတော့ဒီဒါကျွန်တော်တို့ရဲ့ဒီမြောက်ပိုင်းလေတံပေါ့နော်ဒါတောင်ပိုင်းဘက်တွေမှာခေါ်တဲ့ပုံစံတွေရှိနိုင်သေးတယ်ဆိုတော့ကိုအမအရင်တို့ကြတော့ဘယ်လိုခေါ်လဲဆိုတော့မမလို့ခေါ်ပါတယ်နောက်တစ်ခုကအမအကြီးဆုံးဆိုရင်မေဂရီလို့ခေါ်ပါတယ်အမအလက်ဆိုရင်မေလက်လို့ခေါ်ပါတယ်အမအငယ်ဆိုရင်မေရှည်လို့ခေါ်တာလည်းရှိပါတယ်အဲ့လိုလည်းခေါ်ပါတယ်တခြားပုံစံတွေလည်းရှိအောင်ပဲထင်ပါတယ်ကျွန်တော်လည်းဒါခေါင်းထဲမှာပေါ်လာတော့ပေါ့နော်ပြီးတော့ဒေတာနဲ့ဒေတာကျွန်တော်တို့ရခိုင်စကားကနည်းနည်းလေးစီကွဲကြတယ်ဆိုတော့တချို့ဒီခေါ်တဲ့ပုံစံတွေကိုအောက်မှာ comment မှာလာရေးပေးကြပါလိမ့်မယ်ခြားမိတ်ဆွေတငယ်ချင်းတွေကနော်ဆိုတော့အမကိုအေးမလို့ခေါ်လို့ရတယ်မမလို့ခေါ်လို့ရတယ်ပြီးတော့နာမည်ရှိမှမတက်ပြီးတော့မဝင်းဝင်းဆိုရင်မဝင်းဝင်းခေါ်လို့ရပါတယ်အရင်ဆိုရင်တော့မေဂရီမေလဲမေရှေအဲ့လိုခေါ်လို့ရပါတယ်ဒါကတော့ကျွန်တော်ခေါင်းထဲမှာပေါ်လာတဲ့လောက်ပေါ့နော်